Hello everyone ဒီ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ဟိုးရင်တစ်ပတ်ကပြောပြပေးသွားခဲ့တဲ့ဇက်လန်အဆက်လေးကိုဆက်ပြောပြမှာပဲဖြစ်ပါတယ်ဒီဇက်လန်လေးကိုကြိုက်တက်မယ်ဆိုရင် channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်နော်အခန်းကနာကျင်ချင်းကြားမှာနားလည်မှုနဲ့ခိုင်မာလာသောချစ်ချင်းမြတ်တာဟန်နာမိဘတွေရဲ့ဖိအားတွေကပိုပြီးပြင်းထန်လာခဲ့တယ်ဟန်နာရဲ့ဖခင်ကကျဲစင်ရဲ့မိခင်စေးရုံတက်နေတာကိုတီးရခါသူတို့ရဲ့ငွေကြေးအာဏာကိုအသုံးချပြီးကျဲစင်ရဲ့မိခင်ကိုတခြားစေးရုံပြောင်းခိုင်းဖို့ဒါမှမဟုတ်စေးရုံနဲ့ဆင်းခိုင်းဖို့အထိစ조사လာခဲ့တယ်ဒီတည်းကိုကျဲစင်ကြားချင်းအလွန်မင်းစိတ်ထိခိုက်ပြီးဒေါသထွက်ခဲ့တယ်ဟန်နာမိမိသားတွေဘာလို့ဒီလိုလုပ်ရတာလဲငါတို့ကဆင်းရဲတာဖြစ်လားမိမိသားတွေကငါအမေတို့ဒုက္ခပေးနေပြီလို့ကျဲစင်ကဟန်နာကိုအပြစ်တင်စကားဆိုတော့တယ်သူမရဲ့မျက်ဝန်းတွေထဲမှာနာကျင်မှုနဲ့ဒေါသတွေပြည့်နှက်နေတာပေါ့ဟန်နာဟာကျက်စင်ရဲ့စကားတွေကြောင့်အလွန်အမင်းရှက်ရွံ့မိပြီးစိတ်မကောင်းဖြစ်ရရှာတယ်သူမဟာမိဘတွေရဲ့လုပ်ရက်ကိုဘယ်လို့မှလက်မခံနိုင်ဘူးကျက်စင်ငါတောင်းပန်ပါတယ်ဟာမမိဘတွေလောက်တာတွေကငါ့ကိုအပြစ်ပေးနေလို့ပါပဲသူတို့ငါသားမယ်လို့ပြောရင်ဟန်နာဟာမိဘတွေနဲ့ပြင်းပြင်းထန်ထန်ရင်ဆိုင်ခဲ့တယ်သမီးတို့ရဲ့ချစ်ချင်းမြတ်တာအရာရာကြော်လွှားနိုင်နေဆိုရင်ဒီလိုအခက်ခဲတွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာပြရမှာပေါ့လို့ဟန်နာရဲ့မိခင်ကပြန်ပြောတယ်ဒီချိန်မှာဟန်နာဟာကျက်စင်အတွက်သူမိဘတွေကိုပထမဆုံးအကြိမ်ဆန့်ကျင်ပြီးရက်တီခဲ့တယ်သူမဟာကျက်စင်ရဲ့မိခင်ဆေးရုံမှာဆက်နေနိုင်ဖို့အတွက်တနိုင်တမျှစ조사ခဲ့ပြီးမိဘတွေရဲ့လုပ်ရက်ကိုရက်တန်းဖို့တောင်းဆိုခဲ့တယ်နောက်ဆုံးမှာတော့ဟန်နာရဲ့ဖခင်ဟာသမီးရဲ့ခိုင်မာတဲ့ဆန္ဒရှိမှလက်လျှော့ခဲ့ရတာပေါ့ဒီဖြစ်ရဲ့အကြောင်းကျဲစင်ဟာဟန်နာပေါ်ထားတဲ့သူမရဲ့တန်တရားတွေလျှော့နေသွားပြီးဟန်နာရဲ့အချစ်ကဘယ်လောက်ထိခိုင်မာတယ်ဆိုတာကိုပိုပြီးနားလည်လာခဲ့တာပေါ့သူတို့နှစ်ယောက်ဟာဒီအခက်ခဲကိုအတူတူရင်ဆိုင်ကြော်ဖြတ်လိုက်ရတဲ့အတွက်သူတို့ရဲ့ချစ်ချင်းမြတ်တာဟာပိုပြီးနှက်ဆိုင်ခိုင်မာလာခဲ့တယ်ပဝင်းကျင်ရဲ့ဝေဖန်မှုတွေကိုသူတို့နှစ်ယောက်ဟာအတူတူရင်ဆိုင်ဖြေရှင်းဖို့အတွက်ဆုံးဖြတ်ခဲ့ကြတယ်လူတွေပါပဲပြောအရေးမကြီးဘူးအဓိကကငါတို့နှစ်ယောက်တယောက်ကိုတယောက်ချစ်ကြတယ်တယောက်ကိုတယောက်နားလည်ကြတယ်လို့ဟန်နာကျဲစင်ကိုနှိမ့်တက်ခဲ့တယ်ကျဲစင်ကလည်းဟုတ်တယ်ဟန်နာငါတို့ရဲ့အချစ်ကိုငါတို့ပဲသိရဲ့လို့ပြောခဲ့တယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အားပေးရင်ဖေးမကူညီရင်ကျောင်းပညာရေးကိုလည်းစူးစမ်းတင်ယူခဲ့ကြတာပေါ့ဟန်နာဟာကျက်စင်စီကနေစူးစမ်းရုန်းကန်ရတဲ့ဘဝရဲ့တန်ဖိုးကိုတင်ယူခဲ့သလိုကျက်စင်ကလည်းဟန်နာစီကနေစိတ်ပူစရာမလိုပဲပျော်ရွှင်စွာနေထိုင်ရတဲ့ဘဝအရသာကိုအနည်းငယ်ခံစားတက်လာတယ်သူတို့ဟာတယောက်ကိုတယောက်ဖြည့်ဆည်းပေးရင်ပိုပြီးပြည့်စုံတဲ့လူတယောက်အဖြစ်ရှိတန်လာခဲ့တယ်အခန်း6ကျဲစင်ဤအမောင်ဆုံးညနဲ့ချစ်ချင်းမြတ်တာဤစံတက်ခြင်းအချိန်တွေကုံဆုံးလာတဲ့အမျှဟန်နာနဲ့ကျဲစင်တို့ရဲ့အချစ်ဟာပိုမိုနှက်ဆိုင်ခိုင်မာလာခဲ့တယ်သူတို့နှစ်ဦးဟာကျောင်းမှာအတူတူစားကြကြအပြင်မှာရှောက်လဲကြနဲ့တယောက်ကိုတယောက်အချိန်တွေပိုပေးလာခဲ့ကြတယ်ဟန်နာရဲ့မိဘတွေကလည်းသူတို့သမီးရဲ့ခိုင်မာတဲ့ဆန္ဒရှိမှတဖြည်းဖြည်းအလျှော့ပေးလာကြတယ်ဟန်နာရဲ့မိခင်ဆိုရင်ကျဲစင်ရဲ့မိခင်ကိုစေးရုံမှာတွားရောက်ကြည့်ရှုတာမျိုးအထိတောင်ရှိလာခဲ့တယ်။အရာရာဟာကောင်းမွန်လာပြီလို့ထင်ရတဲ့အချိန်ခါတစ်ခုပေါ့။ဒါပေမဲ့ဘွားဆိုတာမမျော်လင့်တဲ့အလှည့်အပြောင်းတွေနဲ့ပြည့်နှက်နေတာပဲလေဟုတ်တယ်မလား။တညမှာတော့ကျဲစင်စေးရုံအပြည့်အလွာရောက်သွားတဲ့အခါသူ့ရဲ့မိခင်ဟာနောက်ဆုံးထွက်တက်ကိုရုန်းကန်နေရတာကိုတွေ့လိုက်ရတယ်။ကျဲစင်ရဲ့လက်ကိုစုပ်ကိုင်းထားတဲ့မိခင်ရဲ့လက်ထဲကအစ်ဆက်နေပြီးတက်ရှူတန်းလည်းတဖြည်းဖြည်းမိမ့်လာခဲ့တာပေါ့။သမီးလေးကျဲစင်အမေသမီးကိုအရင်ချစ်တယ်လို့ခတ်တိုးလေးပြောပြီးနောက်ကျဲစင်ရဲ့မိခင်ဟာထာဝရအိတ်ဆက်ချင်းစီကိုရောက်သွားခဲ့တာပေါ့။ကျဲစင်ဟာအိခဲသွားသလိုဖြစ်သွားခဲ့တယ်။သူ့ရဲ့ဘဝတစ်ခုလုံးမှာအားကိုးရာအားထားရာဖြစ်တဲ့မိခင်ဟာသူ့ကိုထားခဲ့ပြီးဆိုတဲ့အတိအသူ့ရဲ့နှလုံးသားကိုစောင့်နေလိုက်လို့ခံစားရတယ်။သူမဟာကျမ်းပြင်ပေါ်ဒူးထောက်ထိုင်ချပြီးအသက်ကုန်အော်ဟင့်ငိုကြွေးမိတော့တာပေါ့။ဒီမြင်ကွင်းဟာဘေးဟာကြည်နေတဲ့သူတွေကိုပါရင်နာစေခဲ့တယ်။ဒီတည်င်းကိုကြားတီးလိုက်ရတဲ့အခါဟန်နာဟာအပြေးအလွာရောက်လာခဲ့တယ်။သူမဟာ
ငိုကြွေးနေတဲ့ကျဲစင်ကိုဖတ်ထားပြီးနှစ်တိတ်ဖို့ကြိုးစားပေမဲ့ဘာစကားမှမပြောနိုင်ခဲ့ဘူးကျဲစင်ရဲ့ဝမ်းနဲ့ပူဆွေးမှုကဟန်နာရဲ့လုံးသားကိုပါနာကျင်စေခဲ့တယ်ကျဲစင်အတွက်တော့ဒါဟာဘဝရဲ့အမောင်ဆုံးညဖြစ်ခဲ့တယ်မိခင်ကိုဆုံးရှုံးရတဲ့ဝမ်းနဲ့မှုကကျဲစင်ကိုစိတ်တက်ကြဆင်းစေခဲ့တယ်သူမဟာအစားအသောက်ပြက်ပြီးစာတင်ခန်းကိုလည်းမသွားနိုင်တော့ဘူးတစ်ချိန်လုံးအခန်းထဲမှာပဲပိတ်လောင်နေပြီးတယောက်တည်းငိုကြွေးနေခဲ့တာပေါ့သူမရဲ့ဘဝတစ်ခုလုံးမှောင်မိုက်သွားသလိုခံစားရတယ်ဟန်နာဟာဒီလိုအချိန်အနေမျိုးကိုတစ်ခါမှမကြုံဘူးပေမဲ့ကျဲစင်ကိုဘေးကနေတစ်ချိန်လုံးမခွာပဲဂရုစိုက်ပေးခဲ့တယ်သူမဟာကျက်စင်အတွက်အစားအသောက်တွေလုပ်ပေးခဲ့တယ်။စားချက်ဖို့ကူညီပေးခဲ့တယ်။ညတိုင်းကျက်စင်ရဲ့ဘေးနားမှာနေပေးခဲ့တာပေါ့။ဟန်နာရဲ့မိဘတွေကလည်းဒီအချိန်မှာသူတို့သမီးရဲ့ဆုံးဖြတ်ချက်ကိုအပြည့်အဝထောက်ခံပေးခဲ့ကြတယ်လေ။အထူးသဖြင့်ဟန်နာရဲ့မိခင်ဟာကျက်စင်အတွက်စိတ်မကောင်းဖြစ်ပြီးသူမကိုသမီးတယောက်လိုနှစ်သိမ့်ပေးခဲ့တယ်။ ကျစင်သမီးတယောက်တည်းမဟုတ်ဘူးနော်အန်ဒီတို့ရှိရဲ့ဟန်နာလည်းရှိတယ်စိတ်တမကြပါနဲ့လို့ လို့ဟန်နာရဲ့မိခင်ကနှွေးထွေးစာပြောကြားခဲ့တယ်။ကျဲစင်ဟာဟန်နာနဲ့သူ့မိဘတွေရဲ့မေတ္တာနဲ့ကြူးဆိုင်မှုကိုခံရတဲ့အတွက်သူမရဲ့လုံးသားမှာနည်းနည်းလေးနှွေးထွေးလာခဲ့တယ်။သူမဟာတယောက်တည်းမဟုတ်ဘူးဆိုတာကိုသဘောပေါက်လာခဲ့တယ်။ဒီအခက်ခဲတွေကပဲဟန်နာရဲ့ကျဲစင်တို့ရဲ့ချစ်ချင်းမေတ္တာကိုပို့ပြီးခိုင်မာလာစေခဲ့တယ်။ဇလန်လေးကတော့happy ending ပေါ့ကဲအားလုံးပဲဇလန်အဆုံးထိနားထောင်ပေးရတဲ့အတွက်အားလုံးကျေးဇူးထူးတင်ရှိပါတယ် bye bye